အနီအောင်တိမ်ပုံတဲ့ပါတဲ့ Apron ကိုဝစ်ဆင်လိုက်တဲ့သူ့နာမည်ကကိုနိုဟာရွာရဲ့နာမည်ကြီးပါရမီရှင်ဦးချီယာအီတာချီဆိုပေမဲ့ဒီနေ့မှပထမဆုံးမီးဖို့ကြောင်ကိုဝင်မိုးတာမို့ကြောက်ဥကြော်တာတောင်ဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့အပြင်ကင်ထားတဲ့ပေါင်မုတ်ကလည်းတူးသွားခဲ့ပါတယ်။အဲ့ဒါကြောင့် Apron ကိုပြန်ပြင်ဒယ်အိုကိုပြန်ဆေးပြီးအကယ်ဒမီမှာလေ့ကျင့်ခဲ့တဲ့နှစ်ပေါင်းများစွာအတွေ့အကြုံနဲ့ထက်ကျော်ပြီးမြဲဒီတစ်ခါလဲအနှစ်ပေါက်သွားလို့တက်တရံမီပြန်ဆလိုက်ရပါတယ်။ဒါပေမဲ့စိတ်လှုပ်ရှားနေတဲ့ပါရမီရှင်ကြီးကချွေးထွက်လုံလို့ကြောက်ဥတွေကိုစားခက်စရာမလိုတော့တာမို့ဒီတစ်ခေါက်လဲထပ်ပစ်လိုက်ရပြီးအချိန်ချင်းအခါကရှရင်းငန်းကြီးဖွင့်ပြီးထပ်မံစူးစမ်းရအောင်တစ်ခုမဟုတ်တစ်ခုကအစင်မပြေဖြစ်သွားတာကြောင့်အီတာချီတဲ့နီးလန်းပြောင်းလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Sasuke အိမ်ပြန်ရောက်တဲ့အချိန်မိဖို့ကြောင့်လေးကအတန်နေကြားလို့သွားကြည့်တော့တခန်းလုံးကြောက်ဥကြော်တွေပြည့်နေတာကိုမြင်လိုက်ရပြီးအဲ့ထဲကတစ်ခုကိုလည်းယူစားဖို့လုပ်ပြီးမြဲအီတာချီကလက်မခံပဲသူ့ညီ Sasuke ကအပြည့်နာစာမရှိရဲ့အကောင်ဆုံးကြောက်ဥကြော်ကိုပဲစားရမယ်လို့ပြောထားလိုက်ပါတယ်။ပြီးရင်နောက်အီတာချီကသူ့ရဲ့နောက်ဆုံးလက်နဲ့အဖြစ်မန်ဂန်ဂီယိုရှရင်းငန်းတွေကိုပါထုတ်သုံးလိုက်တော့ Sasuke လည်းမှင်တမ်းမိသွားပြီးမြဲအိမ်မှာရှိသမျှဝယ်ထားတဲ့ကြောက်ဥတွေအကောင်လုံးကအစမ်းသက်ခံလိုက်ရပြီဖြစ်လို့သူ့ညီကိုကြောက်ဥကြော်တေချာပေါက်စားစေချင်တဲ့အကိုကြီးလည်းအိမ်မှာမွေးထားတဲ့ကြက်ကိုပြဿနာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။တရွာလုံးကစစ်သွားတိုက်ကြတာမို့ရွာမှာသူတို့ညီကိုနှစ်ယောက်ပဲကြံခဲ့တာဖြစ်ပြီးအဲ့ဒါကြောင့်လည်းအီတာချီကမိဘတွေမရှိတဲ့အချိန်သူ့ညီလေးစားရေးတောက်ရေးအဆင်ပြေအောင်ကိုယ်တိုင်ချက်ပြုတ်ပေးနေခဲ့တာဖြစ်ပါတယ်။အခုတစ်ခါကကြက်မဖင်နေရတဲ့နောက်ဆုံးကြက်ဥမို့အီတာချီလည်းထပ်ပြီးအမှားမခံတော့ပဲသူ့ရဲ့မန်ဂန်ဂိုရှရင်းငန်းတွေနဲ့အတူကြက်ဥတစ်ကလုံးကုန်သွားတဲ့အတွေ့အကြုံအပြင်ချာကိုရာနဲ့ကျွမ်းကျင်မှုကိုပါပေါင်းစပ်လိုက်တော့အနှစ်တစ်ခုပါတဲ့ကြက်ဥကအကောင်းမှုဆုံးပုံစံနဲ့အိုးရီကနေထွက်လာခဲ့ပါတယ်။ရှရင်းငန်းကိုအဲ့လိုပောက်ကရရှောက်သုံးလို့ယောဂဖြစ်တာလို့ပြောကြည့်မိမယ်သူ့ညီလေးအတွက်အကောင်းဆုံးလုပ်ပေးခြင်းနဲ့အကိုကြီးတယောက်ရဲ့စိတ်ထားကိုလည်းအပြစ်တင်လို့မရပဲအီတာချီက Sasuke ရဲ့နှစ်ဖူးကိုထိလိုက်တဲ့အချိန်မှာတော့ Sasuke တယောက်မေမျောနေရကနေသတိရလာခဲ့ပါတယ်မျက်စိရှိမှ Naruto လည်းရှိနေပြီးလက်ရှိသူတို့ကစစ်ပွဲထဲမှာဖြစ်လို့အဲ့နေရာကထွက်ဖို့ပြင်လိုက်ပြီးမြဲ Sasuke တယောက်သူ့အောက်ဖက်ကမြေကြီးတွေတခုခုမှားနေတာကိုသတိထားလိုက်မိပြီးသူကလည်းအိမ်မလားဂန်ဂျူဆူလာမတဲခွဲတဲ့အီတာချီရဲ့ဒဲအိုးတဲကိုရောက်နေတာတွေ့လိုက်ရတော့မှကြောက်ဥကျော်ဘောကတင်ကေတာနှစ်ခုကိုပြန်အမှတ်ရသွားခဲ့ပါတယ်ဒါကတော့ Naruto over အပိုင်းဖြစ်ပြီးနောက်ထပ်အပိုင်းတွေကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့